ကြာကြီးနေစရာမလိုတဲ့စီလန်ချခွက်စိတ်ကူတောင်းမှုများအတွက်သတင်းကားအိန္ဒိယနိုင်ငံကြီးထိပ်တန်းအပိုလိုဆေးရုံမှဝါရင်ခွဲစိတ်ဆရာဝန်ကြီးဒေါက်တာအရှုမန်အန်ကာဝဲနဲ့ကိုယ်တိုင်ကိုယ်ကျဆွေးနွေးနိုင်ဖို့ကျမတို့ဝီခဲမှာစီစဉ်ပေးထားပါတယ်ဆရာကြီးကဆယ်စုနှစ်2ခုစာကြောက်ကတ်စီလန်ကြောင်စီးကျိန်းနဲ့ဆိုင်တဲ့ခွဲစိတ်ကူတာမှုပေါင်း2000ကျော်ကိုစက်ရုံနည်းပညာလေဆာနည်းပညာတွေကိုအသုံးပြုပြီးတော့အောင်မြင်စွာခွဲစိတ်ကူတာပေးခဲ့ပြီးဖြစ်ပါတယ်ဒီလိုခေတ်မီနည်းပညာတွေကိုအသုံးပြုခွဲစိတ်ခဲ့တာကြောင့်လူနာတွေအတွက်လည်းဆေးရုံတရက်တိုးတောင်းမယ်နာကျင်မှုလည်းနှဲပါမယ်ပြန်ပြီးတော့သက်သာမှုနှုန်းလည်းမြန်ဆန်ပါတယ်ရှင်တခုပဲလေးကိုစိတ်ပါဝင်စားသူလူနာများအနေနဲ့ဆရာကြီးတွေနဲ့ကိုယ်တိုင်ကိုယ်ကျဆွေးနွေးနိုင်မှုအတွက်အောက်ပါဖုန်းနံပါတ်များကိုစိတ်မှတ်တမ်းတွေပို့ပေးပြီးတော့ဆက်သွယ်ဆင်းပေးနိုင်ပါတယ်နော်ဒီတွဲလေးကိုတော့ဇန်နဝါရီလ24ရက်နေ့စနေနေ့မှာအလုံမြို့နယ်ကမ်းနားလမ်းမပေါ်မှာရှိတဲ့ဇီလက်ဟိုတယ်မှာကျင်းပပေးသွားမှာဖြစ်ပါတယ်။အော်စိတ်မှတ်တမ်းလေးတွေယူလာခဲ့ဖို့လည်းမမေ့နဲ့အောင်နော်။